ကြီးမားတဲ့အောင်မြင်မှုတွေရပြီးနောက်မှာတော့အဲ့ဒီလူဟာသူ့ဖေကိုဝင်တွေးဖို့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူလုံးဝမမျှော်လင့်ထားတာကအိမ်ကူမိန်းမကသူ့ရဲ့တမိသားစုလုံးကိုအိမ်ထဲပြောင်းရွှေ့ခိုင်းထားပြီးအခန်းတွေကိုလည်းအမိုက်ပုံလိုရှုပ်ပွနေအောင်လုပ်ထားခဲ့တာပါပဲ။အဲ့ဒီလူကဒေါသတကြီးနဲ့သူ့ဖေဘယ်မှာလဲလို့မေးခဲ့ပေမဲ့အိမ်ကူကလိန်ညာပြီးအဖိုးအိုကအိမ်ထဲမှာလေးပူလို့လမ်းထွက်လျှောက်ချင်တယ်ဆိုပြီးစွပြောပါတယ်။ဒါပေမဲ့အဲ့ဒီစကားကိုကြားလိုက်တာနဲ့အိမ်ကူလိန်နေတယ်ဆိုတာအဲ့ဒီလူရိပ်မိသွားပါတယ်။ဘာကြောင့်လဲဆိုတော့သူ့အဖေကအုံနောက်ဆွမ်းဆောင်ရည်ကျဆင်းတဲ့ယောဂရှိပြီးလမ်းကောင်းကောင်းမလျှောက်နိုင်တဲ့အတွက်တယောက်တည်းလမ်းထွက်လျှောက်ဖို့လုံးဝမဖြစ်နိုင်လို့ပါပဲ။ဒါပေမဲ့အိမ်ကူကတော့အဖိုးအိုကပဲထွက်သွားကျင်တာဖြစ်ပြီးသူလည်းဘာမှမတတ်နိုင်ဘူးလို့စွန့်ညင်းနေပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်နောက်ဘက်ကနေငိုတန်ဆူဆူလေးကိုအဲ့ဒီလူရုတ်တရက်ကြားလိုက်ရပါတယ်။သူ့နားသူတေချာပေါက်ယုံကြည်တာနဲ့အဲ့ဒီဘက်ကိုအမြန်သွားပြီးစစ်ဆေးဖို့လုပ်ပါတယ်။အိမ်ကူကသူ့ကိုချက်ချင်းရှေ့တိုးတားစီပြီးသူ့သားကိုပါလမ်းပိတ်ခိုင်းပါတယ်။သူတို့ဒီလိုလုပ်လေအဲ့ဒီလူကပိုပြီးတန်တရားဝင်လေးပါပဲ။နောက်ဆုံးမှာအိမ်ကူစီကနေရုံထွက်ပြီးအိမ်နောက်ဘက်ကိုရောက်သွားတဲ့အခါမှာတော့ကျိုးပဲ့နေတဲ့တစ်သားပြားတွေနဲ့လှုပ်ထားတဲ့အခန်းငယ်လေးထဲမှာသူ့အဖေလဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကသူ့အဖေနဲ့ပြန်ဆုံတွေ့ရဖို့မျှော်လင့်ချက်နဲ့လက်ကိုဂယုတစိုက်လှမ်းဆန့်လိုက်ပေမဲ့သူ့အဖေကတော့ကြောက်ရွံ့နေပုံရပြီးသူ့ကိုရှောင်ဖို့နောက်ဆုတ်နေခဲ့ပါတယ်။ပြီးတော့ပကံထဲကအစားအစာတွေကိုကောက်ကင်ပြီးပါဇက်ထဲအတင်းထိုးထည့်နေပါတော့တယ်။အဲ့ဒီလူကအိမ်ကူမှာလူချင်းဝတ်ဆိုတာနည်းနည်းလေးမှရှိရဲ့လားလို့ဒေါသတကြီးမေးခွန်းထုတ်ပါတယ်။သူ့အဖေကိုစောင့်ရှောက်ဖို့အတွက်သူကတစ်လကို$8000ပေးထားတာပါ။ဒါပေမဲ့အိမ်ကူကသူ့အဖေကိုငှက်ပြတ်အောင်ထားပြီးအိမ်ပြင်ဘက်ကိုပါနှင်ထုတ်ထားခဲ့ပါတယ်။ဒါပေမဲ့ရှက်တက်တဲ့အိမ်ကူကတော့အဖိုးအိုကအဲ့ဒီမှာပဲအိတ်ချင်တယ်လို့သူ့ဘာသာသူရွေးချယ်ခဲ့တာပါလို့ညင်းဆိုပါတယ်။သူကအိမ်အကူတက်တက်ပဲဖြစ်ပြီးဘာမှမတတ်နိုင်ဘူးလို့ဆိုပါတယ်။သူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုမြင်လိုက်ရတဲ့အခါမှာအဲ့ဒီလူကအဲ့ဒီအချိန်ကစပြီးအိမ်ကူကိုအလုပ်ကနေထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းချက်ချင်းကြေညာလိုက်ပြီးသူ့မိသားစုတစုလုံးကိုအိမ်ထဲကနေချက်ချင်းထွက်သွားဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအိမ်ကူရဲ့သားကဒီအိမ်ဟာသူတို့မိသားစုပိုင်ပစ္စည်းဖြစ်သွားပြီဆိုပြီးရန်လိုစွာနဲ့ပြောလာပါတယ်။အိမ်ကူလည်းဟန်ဆောင်နေတာကိုရက်လိုက်ပြီးအိမ်လွှဲပြောင်းပေးတဲ့စာချုပ်ကိုတန်းထုတ်ပြပါတယ်။အဲ့ဒီထဲမှာအဖိုးအိုရဲ့လက်ပွေရာတောင်ပါရှိနေပါတယ်။အဲ့ဒီလူကစာချုပ်ကိုယူကြည့်လိုက်ပြီးမိမှုသွားသလိုဖြစ်သွားပါတယ်။ဒီအိမ်ဟာသူ့အမေခြံထားခဲ့တဲ့တခုတည်းသောအမွေနှစ်ပါ။သူ့အဖေကဘလို့လုပ်ပြီးအိမ်ကူကိုလွှဲပြောင်းပေးနိုင်မှာလဲပေါ့။ဒါပေမဲ့အိမ်ကူရဲ့သားကတော့စာချုပ်ထဲမှာအားလုံးရှင်းရှင်းလင်းလင်းပါပြီးသားဖြစ်ကြောင်းဒီအိမ်ကိုအဖိုးအိုကသူတို့မိသားစုကိုဆန္ဒအလျောက်လက်ဆောင်ပေးခဲ့တာဖြစ်ပြီးအားလုံးကိုစာချုပ်အတိုင်းဆုံးဖြတ်ရမယ်လို့ပြောပါတယ်။အိမ်ကူကလည်းသူတကယ်တော့မယူခြင်းပေမဲ့အဖိုးအိုကပေးခြင်းလို့စွပေးတာပါဆိုပြီးမမာနနဲ့ပြောပါတယ်။သူ့အဖေကတော့ဒီစာချုပ်ကိုဘယ်တော့မှလက်မှတ်မထိုးဘူးလို့တွတ်ရွတ်ဆိုနေခဲ့ပေမဲ့အိမ်ဦးရဲ့ရက်ဆက်တဲ့မျက်နှာထားကိုမြင်လိုက်ရတဲ့အခါမှာတော့တခါတည်းကြောက်လန့်သွားပြီးအကြည့်တွေကိုရှောင်တိန်နေပါတော့တယ်။အဲဒီနောက်မှာတော့အိမ်ကူကရက်ွက်လုံခြုံရေးအဆောင်တွေကိုခေါ်ပြီးတားဖနှစ်ယောက်ကိုအိမ်ထဲကနေအတင်းကျပ်မောင်းထုတ်ဖို့ကြံစီပါတယ်။အဲ့ဒီလိုရုံးရင်းဆန်ခတ်ဖြစ်နေတော့မှပဲအဖိုးအိုဟာအပြင်းထန်ထိခိုက်မိပြီးမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။အိမ်ကူကတော့အဲ့ဒီစာချုပ်ကြောင့်သူဘသူ့ကိုမှရှုံးစရာမရှိတော့ဘူးလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာနိုင်ငံရဲ့ချားမှာအလုပ်လုပ်ရင်းအဲ့ဒီလူဟာသူ့ကိုယ်ပိုင်အင်ပါယာတစ်ခုကိုတည်ဆောက်ထားခဲ့တယ်ဆိုတာကိုတော့သူလုံးဝမသိခဲ့ပါဘူး။သူဟာကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးကိုတည်ထောင်ခဲ့ရုံသာမကကျွမ်းကျင်တဲ့ရှေ့နေဒါဇင်ပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ professional တရားရေးအဖွဲ့တစ်ခုလည်းရှိပါတယ်။အဲ့ဒီနောက်မှာအဲ့ဒီလူကကုမ္ပဏီဒါရိုက်တာထံကိုဖုန်းခေါ်ဆိုပြီးတရားရေးအဖွဲ့ကိုချက်ချင်းလှုပ်ရှားခိုင်းဖို့နဲ့အိမ်ကူမိသားစုရဲ့ပြစ်မှုဆိုင်ရာအထောက်အထားအားလုံးကိုအမြန်ဆုံးစုဆောင်းခိုင်းလိုက်ပါတော့တယ်။ဒီတစ်ခါမှာတော့အိမ်ကူမိသားစုရဲ့ကောင်းစားတဲ့ရက်တွေဟာအဆုံးသတ်သွားခဲ့ပါပြီ